ဇွန်လ17ရက်နေ့လယ်12နာရီမှ12ရက်နေ့လယ်12နာရီအတွင်းမိုးလေဝသဖြစ်နိုင်ခြေကြိုတင်ခန့်မှန်းချက်များတင်ပြခြင်းတောင်တရုတ်ပင်လယ်မှဗီယက်နမ်နိုင်ငံအရှေ့ဘက်ဟိုင်နန်ကျွန်းသို့ဦးတည်ရွှေ့လျားနေတဲ့အားကောင်းသောအပူပိုင်းမုန်တိုင်း၏အရှိန်သက်ရောက်မှုအားကောင်းရာမှအားလွန်ကောင်းနေသောအနောက်တောင်မုတ်သုန်လေတို့ကြောင့်ဇွန်လ17ရက်နေ့လယ်12နာရီခွဲမှဇွန်လ12ရက်နေ့လယ်12နာရီခွဲအချိန်ထိမိုးရွာနိုင်မည့်အခြေအနေကြိုတင်ခန့်မှန်းချက်များမှာမြန်မာနိုင်ငံတောင်ဘက်ဧရာဝတီတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာနောက်24နာရီအတွင်းမိုးအားလျော့နည်းနေပါမယ်။မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနေပြည်တော်ကယားပြည်နယ်ပဲခူးတိုင်းတွေမှာမိုးအသင့်24နာရီအတွင်းမိုးရေချိန်နှင့်လက်မခွဲအောက်ရွာနိုင်ပါမယ်။မိုးသေးထန်နိုင်တာရှိတော်လဲမိုးမများမိုးရေချိန်မများပါ။မကွေးတိုင်းအနောက်ဘက်ရခိုင်ရိုးမတောင်ကျောပေါ်နှင့်ဇေတုတ္တရာမြို့နယ်အတွင်းကကြီးုံကြီးဝအစိမ်းမုံချောင်းစီရေအဝင်ချောင်းဖျားဒေသတွေမှာမိုးများနိုင်ပါမယ်။24နာရီအတွင်းမိုးရေချိန်9လက်မအထက်ရွာနိုင်သည်လက်ရှိမြစ်ရေအခြေအနေများအရစိုးရိမ်ရေအမှတ်ကိုကျော်လွန်ရောက်လာနိုင်ခြင်းမရှိသေးတာတွေ့ရပြီးဧရာဝတီချင်းတွင်းမြစ်ညာဒေသများနဲ့မြစ်ရိုးတစ်လျှောက်မှာမိုးအားလျော့နည်းနေတာကြောင့်စိုးရိမ်စရာမရှိသေးတာတွေ့ရပါမယ်။မြစ်ရိုးချောင်းရိုးတစ်လျှောက်ကအနိမ့်ပိုင်းဒေသတွေမှာတော့နှစ်စဉ်မြစ်ရေတက်ချိန်ပြင်ဆင်သင့်တာကာကွယ်သင့်တာတွေဆောင်ရွက်ထားကြရပါမယ်။ဇွန်လ17ရက်နေ့လယ်12နာရီ